ဒီနေ့မိုးရေးတယ်ဗျာကျွန်တော်တို့ဒီနေ့ရဲဘော်တွေနဲ့တွေ့ငမန်းတော့ဖမ်းမှာဖြစ်ပါတယ်။ပြန်တော့ပါငါးတော့ဖမ်းမှာဖြစ်ပါတယ်။ခုဆိုငါများငါဖမ်းမဲ့နေရာကိုရောက်ပါပြီ။ဒီဦးတို့ကတော့ဘုံပုံနေပါလေ။မိုးရွာထားတော့ရှုခင်းရလဲစိမ့်ဆိုနေတာပါပဲ။ကျွန်တော်တို့ရဲဘော်3ယောက်စားစင်ပါပြီ။လာလာပါပါလေးထိုင်ထိုးတော့ရတယ်။ဘာလုပ်နေရလဲ။မန်းနေစမိပါပြီ။ဘုံကငါးလေးစမိပါပြီ။ဘာဖဲနေလဲလာခဲ့ပါ။ရဲဘော်အင်အားထပ်တိုးထားပါလေရဲဘော်အင်အား2ယောက်ထပ်တိုးလာပါလေဒါတော့ကျွန်တော်တို့ရဲ့ညီကြားရေးမှုပုံတိုင်မှာထဲ့တာဒီညငါးမရရင်ညတာမစားအောင်တယောက်ထန်ဒီနေရာဖြစ်ပါတယ်拉比亚的，够歪嘛，够歪嘛啊！哇，我们这边的够歪嘛，带着。ကျွန်တော်တို့ငမန်းနေရမနိုင်လို့ပြန်လွတ်ခဲ့ပြီးတော့ငါတီးတီးလေးပဲဖမ်းလာခဲ့ပါတယ်ဟုတ်တယ်ဒီမဲ့ဘယ်သူနဲ့အပေါ်ခုံးတန်တယ်ဒီသူကသူကြခုံးကုန်ကျိုင်းလိုနေအဲ့မှာအပေါ်ခုံး